ကိုကလမ်းပြောက်တယ်လို့ခံစားနေရင်ဒီဗီဒီယိုကမိတ်ဆွေတွေဖြစ်ပါလိမ့်မယ်။လမ်းပြောက်တယ်ဆိုတဲ့ခံစားချက်ကြီးကတော်တော်လေးကိုမှခံစားရခက်ပါတယ်။ကျွန်တော်အားလုံးလည်းအဲ့ဒီခံစားချက်ကြီးကိုကြုံကြပါပါ။လမ်းပြောက်တယ်ဆိုတာထက်လမ်းမဖောက်တတ်တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်။လမ်းပြောက်နေရမဟုတ်ပါဘူး။ကျွန်တော်တို့ဘယ်တိရှိကိုသွားရမလဲ။ဘယ်လမ်းကိုရှောက်ရမလဲဆိုတာမသိသေးတဲ့အတွက်ဆစ်ရှုံနေတဲ့ခြေနေ။အဲ့ဒီအတွက်ပထမဆုံးကိုယ့်ကိုပြန်မြင်မှာပါလေဆိုတော့ငါစတင်မှုတွေးခဲ့ဘူးလားစတင်မှုကိုတွန်းအားရပေးခဲ့ဘူးလားမိတ်ဆွေကလမ်းပြောင်းမှုတွေကြားနိုးထပြီးကိုယ့်ကိုပြန်လည်တွေးရှိဖို့ခွင့်ရရှိပါတယ်အဲ့ဒီအတွက်ငါပြောင်းလဲဖို့စတင်မယ်ဆိုရင်ဆုံးဖြတ်ချက်လေးပဲလိုအပ်တာမိတ်ဆွေရဲ့ဆုံးဖြတ်ချက်တွေကွန်မန့်မှာပြောပြပေးသွားတယ်အကယ်လို့ကျွန်တော်ရဲ့အကူအညီလိုအပ်မယ်ဆိုရင်ပြောပြပေးနိုင်ပါတယ်